baba saya yin biyo di baba niya yin biyo di baba ma sin yin biyo nong baba ba piye nong phit nong ma shin me so de tanasa nyan nwe loka maမရှိဘူးလားအဲ့ဒီထဲမှာကိုမပါဖို့လိုတယ်နော်ဘဝတန္တရာဆိုရဉာဏ်ရှိရင်ရှိသလားကိုလှမ်းကြည့်လိုက်မယ်ဆိုရင်ပြိတ္တရဲ့အရှိကြီးတဲ့ဆိုတော့တဏ္ဍစဉာဏ်နဲ့မဟုတ်ဘဲနဲ့ငါဒီဘဝမှာချမ်းသာအစဉ်ပြေတယ်လို့ဘဝတန္တရာမှာလည်းပဲချမ်းသာအစဉ်ပြေဖို့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့တန္တရာမှာကောင်းမွန်အလီလီမြူရမယ်လို့ဒီလိုတွေးဖို့ဒီလိုအသိဉာဏ်တွေရှိဖို့ပြိတ္တရဲ့လိုလားမလိုဘူးလားဒါပေမဲ့ပြိတ္တရဲ့မြတ်စွာဘုရားကတချို့သောပုဂ္ဂိုလ်တွေဟောဒီလောကမှာရှိတတ်ပါတယ်ဒီဘဝအစဉ်ပြေရင်ပြီးရောရရင်ရဖို့အရေးကြီးတယ်ရကောင်းတယ်ပဲရပလက်တယ်ပဲရငါရရင်တော်ပြီဘဏ္ဍစဉ္ညာတဏ္ဍစဉ္ညာနဲ့အဲ့လိုပုဂ္ဂိုလ်တွေကိုပြိတ္တရဲ့မှတ်လိုက်ပါမြတ်စွာဘုရားကဧကစက္ခုပြောကြည့်ပါဦးနောက်တကနမနဲ့ပုဂ္ဂိုလ်ကပန္တိတာကြောင့်ကျိုးသိမြင်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဒွိစက္ခုတဲ့ပြိတ္တရဲ့မျက်စိဘယ်နှလုံးမြင်တာသာမန်မျက်စိကိုပြောတာလားဘဝတန္တရာကိုကြည့်နိုင်တဲ့ဉာဏ်မျက်စိလားဒီဘဝမှာလည်းသာဝနေရဲ့စင်ပြောင်းကြိုးစားမယ်အေးရှာလို့ဖွေလို့ရတဲ့သာဝနေရဲ့ဇီဝရေးတွေကနေပြီးတော့ဘဝတန္တရာအတွက်ဒါနသီလဘာဝနာအတုရမာလမထုရမာလာဒီကနေ့တို့ပြိတ္တချမ်းသာနေလို့ကုသိုလ်လုပ်တာလားမဖြစ်မနေလုပ်ရမှာမို့လုပ်နေတာလားပြည့်စုံမှကုသိုလ်လုပ်မယ်ဆိုရင်လူဘဝပြည့်စုံရုံထုံးစံရှိရလားမရှိဘူးပြိတ္တနော်ချမ်းသာမှပြည့်စုံမှငါတို့မိသားစုရှမ်းပေကကြမှာဘုရားရှင်သာသနာမှာကုသိုလ်လုပ်မယ်ဆိုရင်ပြိတ္တရဲ့လူဘဝဆိုတာဘယ်တော့မှပြည့်စုံရုံထုံးစံမရှိဘူးတဲ့မရှိတဲ့ရှားတွေကရှာရင်ဖွင့်ရင်နဲ့တမ္မာဇီဝကြံရလာတဲ့ဇီဝဥစ္စာယရဏတွေကစားတင်တာစားမယ်စုတင်တာစုမယ်ရှင်းတင်တာရှင်းမယ်ပြီးကြမှလှူတင်တာလှူမယ်ဒီလိုမဟုတ်လားဆိုတော့ဒီဘဝအစဉ်ပြေဖို့ကြိုးစားအားထုတ်ရှာဖွေလောက်ကင်ရတယ်လို့ဘဝတန္တရာအတွက်ကောပြိတ္တရေလန့်ကြည့်ဖို့လိုလားမလိုဘူးလားဒါကြောင့်မလို့ရှေ့လူကြီးသူမှပညာရှင်တွေပြောခဲ့တယ်မျက်တောင်တဆုံမကြည့်ပါနဲ့မျက်စိတဆုံကြည့်ပါမျက်တောင်တဆုံဆိုတာတဘဝစာကြည့်တဲ့သူဟုတ်လားဧကစ